ဒါကကြတော့ညပြောထားတာ5 manager plat เนาะပြီးရင်ဒီမှာဒါလေးပေါ့အဲ့မှာအဲ့လေးကို okay လေးနှိပ်လိုက်ဒီဘက်ကဥစ္စာကိုဒီဘက်ထဲက DVD ကဥစ္စာကြီးမှာဆိုလို့ရှိရင် start လုပ်လိုက်လို့ရှိရင်ဒီမှာပေါ်လာလိမ့်မယ်နော်ဒီဘက်ကကြတော့လေဒါရုပ်နှိပ်လိုက်ဒီမှာကသူ့ဥစ္စာပေါ်လာဆိုရင်နံပါတ်ကလေးနှိပ်လိုက်အဲ့နံပါတ်ကလေးကိုပြန်နှိပ်နော်အဲ့ဒါဆိုတော့ပြီး okay လွတ်လိုက်အဲ့ဒါဆိုတော့ DVD ကဥစ္စာအကုန်ဒီထဲကိုဖုန်းထဲကိုယူကူပြီးထည့်မှလားဒီထဲကဒီဘက်ကနေပြီးတော့ပြန်ဟုတ်တာလုံးမှာဆိုရင်ဟိုဘက်က TV ဘက်ကဥစ္စာဒါကိုပြန်ချလိုက်ဒါမီ TV သမားတွေအတွက်ပြောပြဆိုင်သမားတွေကြော်ပါအဲ့ဆိုတော့အဲ့ထက်ဝင်မယ်ဆိုတော့ကျွန်တော်အပေါ်ပြန်တက်မယ်အဲ့ထက်ဝင်မယ်ဒီမှာကသူ့ရဲ့အောက်ကဥစ္စာပြန်ကြည့်လိုက်မယ်ဒီဒေတာပြန်ကြည့်မယ်နော်ဒါမီ TV သမားတွေယူထည့်ခြင်းလဲဆိုလို့ရှိရင်လန့်ဖုံးနဲ့လန့်ထဲတာအဲ့ဆိုတော့နံပါတ်2မယ်6ထည့်ပြီးပါပြီဆိုတော့ဒီဖုန်းထဲဥစ္စာဟိုဘက်ထက်မှာယူပြီးတော့ထည့်လိုက်ပါမယ်နော်ဒါဆိုလွဲပါတယ်အားလုံးကျေးဇူးတင်ပါ